အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်ကြောင်းမှာဖြစ်ပါတယ်အားလုံးလည်းလိုက်ကြည့်ပေးကြပါဒီနေ့တော့အတန်းဆူးနေရပါတော့အဲ့မလိုက်ကြည့်ပေးကြပါအောင်ရှင်မနက်ခင်းတာရလိုက်တာနေတာပဲသူ့တော့ငါအခုဝလောဒီချိုးရမယ်အေးမှာပဲစားပြီးဒီချိုးရပေါ့နော်အိမ်အစ်စ်ကလေးကိုပြောင်းมาဆိုတော့လေအိမ်အစ်စ်ကလေးကိုပြောင်းမှုအတွက်တော့ရေချိုးပြီးတော့ချိုးပြီးပြီဆိုတော့အိမ်ကြီးလဲရမယ်အိမ်ကြီးကိုIndoor 5ပဲလဲလိုက်တော့no အဲ့ဒါပါလေIndoor 5ပဲလဲလိုက်ကောင်းပါIndoor 5ပဲလဲလိုက်ပါမယ်Indoor 5လဲပြီးပြီဆိုတော့အိမ်ဝယ်ပြီးတော့ကြောင်ခေါ်ရပါမယ်အိမ်ကြီးကိုဒီအိမ်ကြီးအနှစ်ခါလုပ်ပြီးတော့ကြာမြင့်ခဲ့ပြီပေါ့နော်ကျမကိုတွေ့ရင်လည်းဆိုကျမရဲ့ဗီဒီယိုလေးကြည့်ချင်တယ်ဆိုရင်တော့အီချမ်းရိုက်ချလိုက်လို့ရှိရင်အင်းကြီးအစင်ရဝတ်ထားတဲ့စပင်းတူတူလေးနဲ့ကမလေးတွေ့ရပါမယ်အဲ့စာလေးကိုနှိမ့်လိုက်ရင်တော့အဲ့ဒါကျမရဲ့ချစ်ပါရှင်နော်အားလုံးပဲဒီမှာပေါ့နော်ကာစီဖတ်တော့ပါမယ်အိမ်ပေါ့နော်အိမ်လိုတော့ရောက်ပြီဆိုတော့အရင်ဆုံးပြောရမယ်ပေါ့နော်ကြောင်လေးကိုခဏထိုင်ခိုင်းရမယ်ထိုင်ခိုင်းမယ်ကြောင်လေးကိုထိုင်ခိုင်းပြီးလိုက်ပါမယ်ထိုင်ရလိုက်တယ်ကြည့်လိုက်ပါဘလူးလေးကြောက်စီပါတော့နော်ဒီကရအရန်လာပါတယ်ဒီရောက်တော့ဒီအရန်မိုက်တာပေါ့နော်ဒီကငါဒီအတက်ခရီးမှာရောပြောရှိမှရှင်ကြောင်လေးကိုအနောက်ကိုတကောက်လိုက်မလားလို့ချီပဲချီသွားလိုက်တယ်ချီလိုက်ရောပါကင်းမှာကမ်းရှိမင်းနေတာကောက်ဟိုနားမှာကားစီပြက်လို့ထားခဲ့အဲ့ဆိုရင်ကားကိုစီသွားထည့်ပြီးလို့ကြောင်လေးထွက်မပြေးရဘူးကြောင်လေးထွက်မပြေးခိုင်းလို့အဲ့မှမနေရင်ငါလေးကိုချအိမ်ကိုသွားထားမယ်နင်းအိမ်မထားတော့ပါဘူးငါပြေးခဲ့သွားလိုက်တော့မယ်ရောက်ပြီအိမ်ပေါ်ရောက်ပြီငါမကားလေးပဲရှိသွားပြီဟဲ့ကြောင်လေးမစင်းသေးဘူးကကြောင်လေးစင်းရဲ့ဟာကြောင်မစင်းရဲ့လည်းသူ့မှာအဲ့မှာခလုတ်ထားတာထိုင်လို့လည်းမရဘူးဒီနားရမစင်းသေးလိုက်တာရပြီဆိုတော့အခုဘာလို့ကောင်းဘာမှတော့တူမလို့ချင်အပေါ်တက်ချင်တာရပြီဆိုတော့ခုဆိုတော့အပြင်ရောရောက်ဝရဏရောရောက်နေပြီဝရဏရဲ့ကြီးလိုက်တော့ဆယ်မဆိုရင်လည်းတက်ပြီးနေရဲ့ဝါရဲ့အရန်ဟိုမှာလှပါတယ်ဒီမှာကြောင်လေးနဲ့ခဏတစ်ဖြုတ်ကစားပြီးကြောင်လေးနဲ့ကစားပြီးဝိုင်းနေကြောင်စားလေးတားဝင်နေကြောင်လေးရေ
ကြောင်လေးနဲ့ခဏတစ်ဖြုတ်စော်ရင်းနဲ့ပဲတောင်းတော့ဝါပီ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 ကျောင်းလေးဆိုတော့ကျောင်းလေးနဲ့ခဏတစ်ဖြုတ်စားပြီးဝါရီဆိုရင်တော့ပြည့်မှာခဏအိတ်ချောင်းအဲ့ဒါကြောင့်message တက်လာတယ်အဲ့လိုလည်းမရဘူးဒါလည်းထိုင်ရ